လွန်ခဲ့သော6နှစ်ကချစ်သူဟောင်းဖြစ်သူ CEO နဲ့နတ်ချိုင်းဝါချစ်ထဲကြတော့လေအကြောင်းမျိုးမျိုးကြောင့်ကွဲကွာခဲ့ရသည်ယခုအခါ CEO မှာအခြားအမျိုးသမီးတဦးနဲ့ဆက်ဆက်ထားပြီးဖြစ်သည်သူမသည်ချစ်သူဟောင်းကိုတွေ့ပြီးတာမန်အဖြစ်နှုတ်ဆက်မိရမှာအပြုတ်ကညီကလေးကရေကူးကန်တဲ့တွန်းချခံရသည်ချစ်သူဟောင်းရင်းနှီးမိဖြစ်ကြောင်းမြင်သော CEO သည်အသက်အန္တရာယ်ကိုပင်ဂရုစိုက်ပဲခုံစင်းကဲတင်ခဲ့သည်လွန်ခဲ့သော6နှစ်ကကညတွင်သူတို့ဆက်ဆံခဲ့ပြီးမိန်းကလေးမှာကိုဝင်ရှိလာခဲ့သည်သို့တော်သူအချိန်တွင် CEO အားလှည့်စားခံရပြီးသူမသည်ငွေအတွက်သာချစ်သည်ဟုသောအလွာစီခံတန်နှင့်လိမ်လည်ခြင်းခံခဲ့ရသည်ထို့ကြောင့် CEO သည်သူမအားငွေကြေးပေးပြီးဆွန့်ခွာသွားခဲ့သည်သူမမှာတမီးကလေးတဦးမွေးဖွားလာခဲ့ပြီးမွေးရပါနှလုံးအားနည်းနေခဲ့သည်တမီးထီသူ၏ခွဲစိတ်ကူးတမှုအတွက်ငွေကြေးအခက်အခဲကြုံလေသူမသည်တဦးထံမှအကူအညီတောင်းရန်ပါတီတစ်ခုကိုတွားရနိုင် CEO နှင့်ထပ်မံတွေ့ရှိခဲ့သည်နောက်ဆုံးတွင် CEO သည်ဆေးရုံမှအစီရင်ခံဖြင့်တမီးဖြစ်သူသည်သူ၏သားသမီးအစ်စ်ဖြင့်အကြောင်း DNA စစ်ဆေးမှုဖြင့်သိရှိသွားခဲ့သည် DNA စစ်ဆေးမှုရလဒ်ကိုကင်ထားသော CEO သည်ဆေးရုံခန်းသို့ပြီးဝင်သွားပြီးမျက်ရည်များဖြင့်သူ၏ချစ်သူဟောင်းနှင့်တမီးကလေးကိုချီကျူးညင်ဖွင့်ခဲ့သည်မင်းကိုငါတသက်လုံးမှားခဲ့တယ်လို့ပြောကာသူမရင်ဘတ်ပေါ်သို့ခေါင်းငုံချလိုက်သည်ဒီနှစ်ပေါင်းများစွာမင်းနဲ့ငါသမီးလေးအတွက်ငါဘလို့ညှဉ်းပန်းနှိပ်စက်ခဲ့မှမသိခဲ့ဘူးလို့ကတိပေးခဲ့သည်ထိုအချိန်မှစ၍ CEO သည်သူ၏အပြုတ်ကညီကလေးနှင့်ဆက်ဆံရေးကိုဖျက်ဆီးသိမ်းသွားပြီးသူ၏ချစ်သူဟောင်းနှင့်တမီးကလေးကိုဂရုစိုက်ကိုဆုံးဖြတ်ခဲ့သည်တမီးကလေး၏ခွဲစိတ်ကူးတောက်အောင်မြင်စွာပြီးဆုံးသွားခဲ့နော်သူတို့သုံးဦးသည်ပျော်ရွှင်စွာကောင်းသောမိသားစုဘဝကိုစတင်နိုင်ခဲ့ကြသည်နှစ်ပေါင်းများစွာကွာဟနေသောချစ်ချင်းမေတ္တာသည်နောက်ဆုံးတွင်အတူတကွပြန်လည်ရောက်ရှိလာခဲ့သည်